Hello guys, today the new update, Stupid Twilight Part 9, Miss episode 9, episode 79, part 3 is finally here, and now we starting with large TV man pulling the sword which is in his chest. No, don't you mind what I mean, no, be or no, WOD, boy, WOD ဆိုရင်တော့ကျွန်တော်တို့ဘယ်လိုရမလဲ Titan TV Man ပြောရရင်ကူးစက်ချိန်ရတဲ့ Titan TV Man ပေါ့အဲ့ Titan TV Man တွေကိုညီရတဲ့အားလုံးကနေတစ်ချိန်ချိန်ရတယ် Titan TV Man ကြီးကလည်းစတဲ့ပြည့်ပါတယ်ပြီးရင်ငါ TV Man ကြီးကလည်းအသေးခံရရဲ့ Astro နဲ့အသေးခံနေရရဲ့အဲ့မှာ Astro တော့ရောက်လာတယ်အဲ့မှာ Large TV Man တုံးပေးလိုက်တယ်မြေ Large TV Man ဟိုမှာဒီပေါက်ပွဲပါဘာဘလို့ရဘလို့တဲ့ချင်နေရမသိပေါက်တော့ပေါက်ပွဲသွားပြီးရတယ်ဟိုဘယ်ရတယ်ဒီနေ့ Large TV Man ရပစိမ့်တစ်ခုကောက်ကနေပြီးတော့အဲ့ဒီ Astro ကြီးကိုချက်စီးနေပါတယ်အဲ့ဒီ Astro ကြီးကလည်းပြန်တိုက်တယ် Astro ကြီးကLarge TV Man TV ကိုချက်စီးလို့ပြီးမယ်မချက်စီးနိုင်ရပါဘူးအဲ့ Astro ကြီးကနေတဆင်ညံပြီးပြေးသွားတယ်အဲ့ဒါကျတော့ Large TV Man ကလည်းသူရဲ့ပလန်ရိတ်ရေးရပါပြီရောသူရဲ့မပြည့်နဲ့နောက်ထပ် Astro တောင်ထည့်လို့ရတယ်ဒါပေမဲ့ Large TV Man နဲ့အခုဘာမှသိပြီးမချစ်ခဲ့ပါဘူးနည်းမီလောင်သွားပဲချစ်တယ်မီလောင်သွားလဲပဲချစ်နိုင်တယ်မီလောင်သွားပဲချစ်တော့ရတယ်ดูပါတယ်ဒါပေမဲ့ပြည့်ဟုတ်တယ်တကယ်ပဲမီလောင်သွားပဲချစ်ပါပြီးရင်ကျွန်တော်တို့ဘယ်လိုလာလဲမသိဘူးကဲဒီလောက်ဝါဝကြောဟာပြီးရင်ဒီကျမအိုးသူတွေဘာလို့ဖလာလဲမသိဘူးအထဲဝင်သွားရယ်ထောက်လိုက်ရင်ကျမပါပြီကိုချက်စစ်နေတွေ့ရကျွန်တော်ထင်တာထောက်လိုက်ကျမရဲ့ချက်စစ်နေတွေ့ပြီးနေအဲ့ဘက်ကျွန်တော်တည်းရသူပြောလို့သူတိုင်းကျွန်တော်ထင်တာကသူပြောတာအဲ့ဘက်ကိုသွားအောင်လို့ပြောနေတာတွေ့ပြီးအတန်းနဲ့ကျွန်တော်အတိုင်းပဲကြားပြီးဒီအတန်းနဲ့မကြားဘူးဆိုရင်တကယ် original video မှာတွားကြည့်လို့ရပါတယ်နော်ဒီမှာသူကနေတစ်ဆင့်ဟိုထက်ကင်မရာထောက်လိုက်ကင်မရာကိုလိုက်ပြီးချက်စီးနေရလိုက်ပြီးချက်စီးပြီးရတယ်တိုက်တန်အပြီးရတယ်အမတိုက်Large TV Man ရဲ့အနောက်မှာအောက်ထပ်ကင်မရာဆွဲရနေတာဇက်တူကလည်းချက်စီလိုက်တယ်ပြီးရတယ်ဘယ်လိုလာမလဲပြီးရင် WOD ကြံလာပြီးတော့သူ့ရဲ့ထောက်လိုင်းကင်မရာကြီးချက်စီးသွားတာကြောင့် WOD ကြီးကပြန်တော့မှဖိုက်ရမယ်ပေါ့စမ်းတယ် WOD ရဲ့ကြက်ဖွက်လို့ပြီးမယ်Large TV Man ကသူ့ရဲ့ Astro ကဟာရင်းနဲ့တိုင်ပြီးတော့ပြန်ကြည့်ပေးလိုက်တယ်ပြီးရင်WOD ရဲ့စတိုက်ကြည့်နေပါရဲ့Large TV Man လည်းလဲကြသွားပြီးတော့Large TV Man လည်းလဲကြသွားတယ်ပြီးရင်လည်းဘယ်လိုလာမလဲတော့ကြည့်ရအောင်Large TV Man လဲကြသွားပြီပြီးရင်ဘေးနားမှာ Giraffe ဆိုရယ် TV ထူရောက်လာ Giraffe ဆိုတဲ့ TV ကကျွန်တော် Giraffe ကဒီမဲ့သူကဒီကနေဘယ်လိုလဲကြည့်တယ်Jeffy နဲ့ Titan TV Man ညတော့နည်းနည်းတော့ဖတ်ရအောင်နဲ့ ground ပဲပြီးရင် Jeffy နဲ့ဒီပြီးရင်ကျွန်တော်တို့Spider-Man base ရက်ဝင်နေတယ်ဟိုSpider-Man base ရဲ့ Human base ရဲ့ချစ်ချင်လိုက်ရပြီအဲ့ဒါ Spider-Man base ပဲကျွန်တော်Spider-Man base ရောက်လာတော့ရောက်ရတယ်ဆိုပြီဟုတ်တယ် Spider-Man base Spider-Man base ရောက်ပြီးတော့ဒီမဲ့ Stupid Twilight ဒီလေ1 week ကိုပြီးနေဘာလို့လဲဆိုတော့ Stupid Twilight နဲ့ Alliance Store က Alliance Store က1 week ကိုပေါင်းပြီးတော့ Story ကိုချက်စီးဝယ်လောက်နေချင်တယ်ပြီးတော့ဒီမှာ Camera Woman ကဘာလို့ဒီရောက်နေရလဲလို့စီ POV Cameraman ကမေးရတယ်ပြီးရင် Camera Woman ကလည်းဘာမိဘာပြောနေရလဲအဲ့လိုမျိုးအမှုငန်းနဲ့လုပ်နေတယ်ပြီးရင်TV Man ကမင်းကဘာရောင်ညာလဲပြီးကျွန်တော်အဲ့လိုထင်နေပဲပြီးရင်ဘေးကနေဆုံထောက်ကင်မရာမန်ကသူကနေ
သူ့ထောင်းပုတ်ပေးရတယ်ပြီးရတယ်ဘေးကနေကင်မရာမောက်စပီကာမန်တကောင်ကသူ့ကြည့်ပြီးဘေးရတယ်အနောဒီကပုတ်ကြီးကိုလမ်းကျွန်တော်လမ်းကြည့်လိုက်ကြတယ်အထက်မှာဘာကြီးလဲကျွန်တော်ကအရန်ရမသိတယ်ဘူးကျွန်တော်ကအပိုင်းထွက်တာကြာပြီနော်အထုံးမှထားကြည့်ပြီးတော့အထုံးမှထားပြီးတော့ဗီဒီယိုရဆိုင်လိုက်တာပြင်းတဲ့တကြီးဖွင့်လာတယ်တကြီးနဲ့ပွင့်လာတယ်ပွင့်လာပြီးတော့အထက်ကနေအတန်နေကြားနေရတယ်ကျွန်တော်အစားတော့ WOD လာမှတ်တော့တကယ်ချင်းတော့ Spider-Man ရဲ့ upgrade version တော့မှကြည့်တယ်ကျွန်တော်ဆက်ကြည့်လို့ဆက်ပြီးဆောင်ပါကျွန်တော် beach တဲ့ကျွန်တော် theory အကြောင်းတွေကိုပြောရအောင် theory အကြောင်းဘာလို့လဲဆိုတော့camera woman တင်အသက်ရှင်လာဘာလို့ဆိုဒီမှာ camera woman အဆက်ရသေသွားပြီလေဒီမဲ့ကျွန်တော်တရားမယ်မကြည့်တာ camera woman သေသွားပြီကျွန်တော်အတက်လိုက်တာအဲ့မှာ camera woman ရအမှာကွာဟိုကသူ့ခေါင်းကိုသူတန်းနဲ့ကြည့်ပြီးသွားပြီအဲ့ဒါဟိုဘာလို့ camera woman ဒီမှာဆက်ရောက်နေလဲအဲ့လိုဒီမှာ camera woman ရောက်နေရတယ်အဲ့ဒါကိုကျွန်တော်ကနည်းနည်းခေါင်းရှုပ်သွားတယ်အဲ့တော့ခေါင်းရှုပ်သွားအဲ့တော့ကျွန်တော်တို့လည်းခေါင်းရှုပ်သွားပြီးရမယ်ဒီမင်းရတဲ့ကျွန်တော်ရေပေါ့ကျွန်တော်အရင်စဉ်းစားတယ်ပဲမသိရင်တော့ကျွန်တော်တို့တကယ် original episode မှာတော့ကြည့်လို့ရနော်နဲ့တိတ်ပြီးတော့နားမလဲရင်ပြောရင်စကားတွေကိုမသိရင်နားမလဲဒါမှမဟုတ်ရင်နားမလဲကျွန်တော်အဲ့ဒီ original episode ဘုံမှာသွားကြည့်လို့ရရနော်ဒါမှမဟုတ်လည်းကျွန်တော်ရဲ့ fan ညီမမတက်မှသွားကြည့်လို့ရရနော်ကျေး bye bye